အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဘန်းဤပါဘန်းအင်တာနက် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့စာရေးဆရာသင်္ခါရစာလက်ရဘလူးအလောင်းဖျားလူဝတ္ထုအပိုင်း၈ကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်ဘေးနားက notification ဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်ဒါနဲ့ညောင်ရမ်းခေတ်ကစနေမင်းလက်ထက်လေသိမ်းမှုကြီးနေမျိုးရန်တမဲ့အိမ်ကိုမုတ်စိတ်ကျင်ဆွဲနဲ့သူယူပမာရှိရဲ့လူကြီးတူကအဝေးထုတ်တစ်ခုကိုပိုက်လက်ရောက်ရှိလာခဲ့တယ်။လေသိမ်းမှုကညီလာခံကပြင်အောင်လို့ကိုလက်တန်းစင်ပြီးစစိတ်ရှင်လန်းစွာနဲ့ခြံဝင်းထဲရှိသဲမွှားမပေါ်ဇင်းကျင်ရှောင်းနေခြင်းဖြစ်တယ်။ပေရီစုပ်ပြက်နေတဲ့အဖိုးကလေသိမ်းမှုကိုမြင်တော့တက်တက်ဝင်လာပြီးဒီမှာမင်းအတွက်အထူးပစ္စည်းတစ်ခုပါလာတယ်ဟုဆိုတယ်။ညီမျိုးရန်တမိကအနောက်ကိုနဲ့ငယ်တွန်းသွားပြီးအဖိုးကြီးအနာသိမ့်မကပ်ပါနဲ့အဲ့ဒီကနေပဲရှင်ကိုဥတည်မိပြောပါအဆောင်တွေခတ်တုတ်တုတ်ရောက်လာကြပြီမဲ့အလေသေးမှုကလက်ကပြထားလိုက်တယ်အဖိုးကမှရီလျက်မင်းကိုငါကရှင်ကိုရအောင်မယ်တဲ့လားဒါဆိုလဲနေပါစီလေထိုက်တန်တဲ့သူစီပဲသွားတော့မယ်ချက်ချင်းလှည့်ထွက်သွားရင်ပြင်းနေတဲ့ဖြစ်နေမျိုးတော်တမိစိတ်ဝင်စားမိကအဖိုးကြီးဦးကြီးနေပါအောင်ခမကဘသူများလဲဟာမင်းကငါ့ကိုမသိဘူးပေါ့အေးငါကဝိဇ္ဇာလန်းကိုလိုက်နေဆရာကြီးဥတော်ကပဲငါနှစ်ပေါင်းများစွာရှာဖွေစုဆောင်းလာတဲ့ပစ္စည်းလေးကိုထိုက်တန်သူတယောက်စီမှာထားခဲ့ခြင်းလို့မင်းကိုဥဆုံးလာပြတာကွဥတော်ကအမိကိုမကြားဘူးမဲ့သိကျင်လားလို့အိမ်အောက်ကိုကြွားပါဟုဖေးရအဖိုးကညင်းနေငါဘသူအိမ်အောက်မှမဝင်ဘူးမင်းယူမယ်ဆိုငါကပစ္စည်းပြမယ်ကောင်းပါပြီပြပါဘာပစ္စည်းများပါလဲသူကမကန့်နဲ့ဆိုပေမဲ့အဖိုးကအနားကိုရဲဝင်းစွာတိုးကပ်လာပြီးနောက်နှစ်ကိုကြားလေတံနဲ့ဆိုတယ်ငါနှစ်ပေါင်း30လောက်ရှာပြီးဖမ်းခဲ့တဲ့တန်ရှင်တွေကိုအခုဖိုးထိုးဖို့ရွှေစအတော်လူနေတာနဲ့ထုတ်ရောင်းတော့မယ်ဆုံးဖြတ်တဲ့အခါတော်ယုံလူကိုတော့မအပ်ဘူးတမာတိသိခါအကျဉ်းသီလရှိသူကိုပဲရောင်းမယ်ဆိုပြီးစုံစမ်းတော့အဝမှာမင်းပါဝင်3ဦးပဲတွေ့တဲ့ဟိတ်ဒါဆိုဦးကြီးရောင်းမှတန်ရှင်တွေပေါ့အေးဟုတ်တယ်ငါထွက်ရပေါက်တဲ့အခါဒါတွေကိုစေလိုရစီတောင်းဝင်းလုပ်မယ်လို့ရည်မှန်းပြီးရှာဖွေစုဆောင်းထားတာဒါမှမဟုတ်မင်းဖြစ်ရင်လေတန်လျက်သွင်းမယ်ပေါ့ခုတော့ဝိဇ္ဇာဖြစ်အောင်အရင်လုပ်ပြီးမှပြန်ရှာတော့မယ်လို့ဆုံးဖြတ်လိုက်ပြီးပြပါအောင်ခမရတန်ရှင်ဆိုတာအဖိုးကအဝတ်နဲ့ဖုံးထားတဲ့တတ်ထူကိုတလုံးကိုပြတယ်အိုးမှာငပီးဦးတရံကြီးညူရောင်ရှိပြီးအထဲမှာလှုပ်နဲ့အကြီးတချို့ကိုမြင်ရတယ်ဒါမျိုးကျုံမြင်ဘူးပါတယ်ဟာကောင်မြင်ဘူးတဲ့လုံးမနေနဲ့အပေါ်ကဖြူဖြူပြောင်ပြောင်တွေကပြဓားတွေကအဲ့ဒီအောက်ကလှုပ်နေတဲ့ခိုးပြရောင်မဲမဲတုံးတွေကမှတန်ရှင်တွေတန်ရှင်မန်းတိအောင်ဒီတိုင်းယူလာပြတာမင်းယူမယ်ဆိုမှငြိမ်တော့အောင်လုပ်ပေးခဲ့မှာဒါရီခမဘယ်လိုရလာလဲအမျိုးမျိုးပေါ့ကွာငါကတန်ရှင်ဖမ်းတဲ့တက်မှာပြိုင်ပဲမရှိပဲဒါတောင်ဒီလောက်ပဲရတယ်ဟုတ်လားဘယ်လိုဖမ်းလဲဘယ်ကရလဲပြောရရင်အများကြီးပေါ့အပင်ထိတ်တွေတက်ပြီးပြဓားနဲ့အိမ်မြားရတယ်နောက်ပိုင်းတန်ရှင်ရှားတဲ့ငါးနီးကတော့ကြောက်ကူတွေတွင်းနေတဲ့မှာတန်ချင်းဆွဲဆောင်တာပဲအဖိုးကြီးကနေမျိုးရန်တရဲ့နာတို့ကလေးတန်းနဲ့အုပ်ကူတွေမြေပုံတွေတဲလေဆင်းရတတ်တယ်လေသိမ်းမှုနဲ့ငယ်လန့်သွားတယ်ဒါဆိုခမရပစ္စည်းကဘယ်တက်မလဲအတန်းကြီးတော့မြောက်ဟဲ့မင်းယူမလားမယူဘူးလားသူအနှဲငယ်စဉ်းစားနေတယ်အဖိုးခါကရောသူ့အလေးချိန်တိုင်းရွှေနဲ့ပေးရမယ်ဗျာတံမိုးကြီးမလှပါလားဟုတွေးလိုက်မိပေမဲ့ရှားပါပစ္စည်းဖြစ်တဲ့ပြင်စီလူရစီတောင်းဝေးလုံးမဲ့အရာမျိုးမို့ကျုပ်ကတော့လာလင်လို့မရဘူးနော်ဟာမင်းရွှေလေးတပိတ်တာမရှိတော့တာကိုငါကလင်ရအောင်မလားမင်းကိုငါနေရပြောမယ်လိုက်ပြီးစုံစမ်းကြည့်စမ်းငါဖိုးထိုးပြခဲ့တဲ့ရွှေတွေပဲဘယ်နှပိတ်တာလောက်ရှိနေပြီလဲဆိုတာဟုတ်ပြီဒီပစ္စည်းကကျုပ်တဲ့ဘလို့အသုံးဝင်မလဲဆိုတာခမရှင်းပြရမယ်ဘာတွေလုပ်လို့ရမလဲပြီးရင်လုံနီးလဲပြောပြပေးရမယ်ကြာရင်ခမတောင်းတဲ့အတိုင်းပေးမယ်တန်တုံးကိုမင်းဘလို့အသုံးချမလဲဆိုတာမင်းညံရှိတော့ကိုယ့်အကိုစဉ်းစားလေပြီးရင်လှုပ်ချင်တာကိုပြောငါဘယ်မှထွက်မပြေဘူးမယုံရင်မင်းလူတွေကိုအချိန်ပြေစောင့်ကြည့်ခိုင်းတာငါကတော့လက်တိုလက်တောင်ခိုင်းเสียရတယ်ပဲမှတ်တယ်လေသိမ်းမှုကအထက်ကတန်ရှင်တွေကိုသွင်းပြီးတခုခုအတွင်ထက်ကချိန်ကြီးမယ်ဆိုရအဖိုးကလက်မခံအိုးပါချိန်စားပြီးပေးရမယ်လို့ပြောနေတယ်တန်ရှင်ကိုသူမြတခြားအိုးနဲ့လည်းထည့်မရပဲသူ့တက်သူအိုးနဲ့ထဲမှသာရတယ်ဟုဆိုတယ်နောက်ဆုံးမှာအဖိုးပြောတဲ့အတိုင်းချိန်လိုက်ရတယ်ပြဓားမှာအလေးချိန်မရှိလာပြီမဲ့တ
တန်ရှင်နဲ့ဥမာ90ကျက်သားကျော်ရှိနေတယ်ရွှေ90သားလောက်ကိုနှမျိုးမဲ့ထူးခြားနေတာမို့ဝယ်ရင်သူဆုံးဖြစ်လိုက်တယ်ကျုပ်ဒါကိုစောင်းထားကြည့်တယ်လုံးမယ်ဗျာအဲ့ဒါခမဘယ်လိုလုပ်ရမလဲဆိုတာပြပြရမယ်ရွှေ90သားပေးပြီးပြောလိုက်တဲ့သူစကားကြောင့်အဖိုးကိုတွေးသွားတယ်ငါကစေးတောင်ဝေးလုံးမယ်ဆိုတာတခြားပစ္စည်းတွေနဲ့ပေါင်းရအောင်မှာတန်လျက်လို့ရင်လေဒီလောက်တန်နေဆိုအန်ကိုက်ပါပဲဒါပေမဲ့စောင်းထားကြည့်တယ်လို့ဖို့တော့တန်ကနည်းနည်းလိုနေမှထင်တယ်ဟာလိုနေလို့ပဲဖြစ်မလဲကျုပ်ကမင်းမဟုတ်တော့တန်လျက်လက်လောက်ကန်ခွင့်မရှိဘူးမင်းတရားကပေးသနာမှသာသူရဲတော်တွေအနေနဲ့တန်လက်ကန်ရတာဒါလို့ဖို့တခြားတတ်ထုတွေနဲ့ရောရင်ကောမရဘူးလားမဖြစ်နိုင်ဘူးကွဒါပေမဲ့ငါဖြစ်အောင်လုပ်ပေးပါမယ်ငါမိတ်ဆွေဗပဲဆရာကြီးတူရှိတယ်သူကဒါမျိုးအစီရင်တွေလုပ်တတ်တယ်ယုံကြည်စိတ်ချနိုင်တယ်သူကြံစီလုပ်ပေးနိုင်မယ်ဆိုရင်တော့ဖြစ်ရမှာပေါ့ဒီလိုနဲ့လှေသေးမှုကအဖိုးရဲ့မိတ်ဆွေဗပဲဆရာကြီးစီတန်ရှင်တွေပိုက်လက်ရောက်သွားရတော့တယ်ဗပဲဆရာကြီးကစိတ်ဝင်စားတယ်ဒါပေမဲ့သူတောင်းတဲ့အဖိုးခကရွှေငွေမဟုတ်ကျုပ်ကိုတိတ်ထိဝင်ကျွန်းနဲ့ဆစ်ရှာပေးရမယ်ဘယ်နေမှာရတတ်တယ်လဲဆိုတာကျုပ်ပြောပြမယ်အဲ့ဒါကိုမောင်ကလူသူအင်အားနဲ့ရှာဖွေတွေ့ခဲ့ရင်တော့မောင်သားကိုလည်းဖြစ်အောင်လုပ်ပေးမယ်အဲ့ဒီဓာတ်မှလည်းကျွန်းနဲ့သာသုံးပေးပါမယ်ကျွန်းနဲ့ကဘယ်လိုမျိုးပါလဲခင်ဗျခေါင်းပေါင်းဖြူအဝိဖြူတွေနဲ့စပင်မုံးစိတ်ကားစဆွတ်ဆွတ်ဖြူနေတဲ့ဗပဲဆရာကြီးကရှင်းပြတယ်မြေလွာအောက်မှာရေနံတို့အကြောင်းမီးတို့ရှိတဲ့တောကြီးတွေထဲပေါက်တက်တယ်တကယ်တော့ကျွန်းဖို့ပင်ပါပဲဒါပေမဲ့မြေခံကြောင့်အသားတွေကအနက်ဖြစ်ပြောင်းလဲသွားပြီးအလွန်ရှားပါတိတ်ထိဝင်လာတဲ့အတွက်အဆောင်တွေလည်းရှိတတ်တယ်ဒါမဲ့ကျွန်းနဲ့တဲ့တိတ်ထိအဆွမ်းရှိတဲ့ကျွန်းနဲ့ပင်ဟာတွေးတော့မယ်ဆိုရင်ထူးခြားတဲ့နမိတ်ပြမှုတွေကြုံရတတ်တယ်ကျုံငငယ်ကကချင်နယ်ထဲမှာတခါကြုံမှုမြင်မှုခဲ့တယ်မိုးကောင်းဘက်မှာပဲအဲ့ဒီတုန်းကယူခဲ့သေးလားဖို့အဲ့ဒီတုန်းကအသုံးမသိလိုလဲမလိုအပ်တော့မယူခဲ့မိဘူးကျုပ်တို့ဘက်ကပြရုံပြတာသူလည်းမယူဘူးတိတ်ထိဝင်ဆွမ်းထမှန်တန်ဖိုးကြီးမှန်းသိပေမဲ့မလို့ရင်မယူတတ်တဲ့စိတ်ထားတွေကိုသူအံ့ဩလေးစားမိတယ်အခုတော့ကျုပ်မသေးခင်လှုပ်သွားခြင်းနဲ့ဆန္ဒလေးတစ်ခုရှိလို့ပြောရရင်အလွန်အစွမ်းထက်တဲ့ကိုယ်တင်ညာတန်တာမျိုးစီရင်မဲ့စိတ်ကူးထားလို့ကျွန်းနှက်ကိုလိုအပ်နေတာဒါပေမဲ့စိတ်ပဲရှိတယ်အင်အားမရှိပါဘူးကွယ်ကောင်းပြီကျုပ်ရဲ့တန်ကိုလက်ခံကျင်တွယ်ယူထားပြီးသုံးလို့ရမယ့်ဓာတ်ပုံစံကိုကြံစီထားစေချင်ပါတယ်ကျွန်းနှက်ကိုအမြန်ဆုံးရှာတွေ့ဖို့ကြိုးစားပေးပါမယ်တိတ်ထီဝင်ဓာကောင်းတဲ့လက်ပိုင်ဆိုင်ကျင်လာတဲ့လေသိမှုကြီးနေမျိုးရတမိတ်ကဗပဲဆရာကြီးကိုအမခံလိုက်တယ်ဗပဲဆရာကြီးငယ်စဉ်ကတွေ့ခဲ့ရဘူးတယ်ဆိုရက်မိုးကောင်းတဲ့အနီးတစ်ဝိုက်ကိုအတက်နိုင်ဆုံးခံမှန်းပြီးတောင်းနေရှာကြရသူတွေကပြင်စီမြင့်မှုငတော်တို့အဖွဲ့ဖြစ်တယ်မြင်းတက်ဖို့ငတော်ကတောကျွမ်းပြီးမုတ်ဆိုးအတက်တွေလည်းတက်တယ်ဒူလေးပြည့်လှမ်းပြည့်လေးများပြည့်တို့မှလည်းဖြောင်းတယ်နေမျိုးရတမိတ်လက်ဆွဲလည်းဖြစ်တယ်ငတော်နဲ့လူနှစ်ကျိတ်တို့ကဒေါကိုဖျန်းလို့လှဲ့လေခဲ့ကြတယ်တောကောင်ငယ်တချို့တွေ့ပေမဲ့မပြေးကြရဆဲဆူနောက်ပြောင်းတာမပြူရဒေါရင်းမှာမဟုတ်မမှန်တဲ့စကားတွေမပြောရအမှုမမက်ကျင်းကြီးကျင်ငယ်မစွန့်ရလူကွဲရင်ဘိုးခုနှစ်ကျင်းဟိရမယ်စားတဲ့စီကန်းတွေနဲ့တုံးဝင်ခဲ့ကြတာဖြစ်တယ်ရက်တဲ့တပည့်ကျော်ကြတဲ့ခါတော့မှနဲ့လာပြီးလူသူအရောက်ပေါက်နေမှန်တိတာလာတယ်လမ်းဆိုပြီးမရှိတော့ခြုံနယ်တွေကိုရှင်းပြီးသွားကြရတယ်ရေညှိတက်နေတဲ့အပင်တွေနွယ်တွေဖုံးနေတဲ့ပင်စီတွေကိုရှင်းလင်းထွန်းပေါက်ကြည့်ကြရတယ်သင်္ကန်းနဲ့ပင်တချို့ကိုတွေ့ပြီးမှကျွန်းနဲ့ကုန်မှုမတွေ့ကြတနေ့မှမိုးရနေစဉ်သူတို့လူကွဲသွားကြတယ်အဲ့ဒီခါတိုင်ပင်ထားတဲ့အတိုင်းစူပါမီတပြိုင်နဲ့ဗျိုးရကမူလဆောင်ရဲစီကိုပြန်လှည့်ခဲ့ကြတယ်ဒါပေမဲ့9ယောက်တစ်ဖွဲ့3ယောက်တစ်ဖွဲ့ဖြစ်နေပြီးကြံလူတွေရဲ့အတန်ကိုမကြားကြရအဲ့ဒီအခါစုရက်ကစုံမိကြတဲ့လူရှိဦးတို့ကဗျိုးကိုတန်းနဲ့ဟေ့ကြရင်တခြားလူ73ဦးတို့သွားမယ်ထင်တဲ့ဘက်ကိုလိုက်ခဲ့ကြတယ်အနှမ်းငယ်ကြတဲ့အခါတောဟုတ်တစ်ဖက်ကပြန်ပြီးဟစ်လိုက်ကြတဲ့တို့ကိုကြားရတယ်ဟေ့ဟေ့နေကြအောင်ရက်ကြအောင်ဟာသူတို့ဗျိုးကခုနှစ်ခါမကားတော့ဘူးဟောနောက်တစ်ခါဟစ်ပြန်ပြီအဝေးစီက6ချိန်မြောက်ဗျိုးတန်ကိုကြားလိုက်ရတဲ့အခါအားလုံးခြေလန့်တုတ်သွားကြတယ်လူတို့ရဲ့ဗျိုးဟုတဲ့အတန်ကိုသားရိုင်းတို့တူပါပြီအော်မီနိုင်တာမဟုတ်ဒေါတန်ကလည်းအဲ့ဒီလိုမထွက်ပါပဲအခုဗျိုးတန်ကပီပီသားသားနဲ့6ချိန်လောက်ရှိသွားပြီသူတို့ရှိမဆက်တော့ပဲရက်တန်နာဆွနေကြပြီမဲ့အတန်မှာဆက်ထွက်လာခြင်းမရှိတော့ဒါကြောင့်ဆက်သွားရကောင်းတို့လက်ပြန်ရကောင်းတို့ခြေလုံးချတုံဖြစ်နေကြစဉ်အနောက်စီကဗျိုးဟေးတန်တဲတဲကြားမိကြပြန်နေသူတို့အာယုံစုစိတ်နားထောင်ကြရဒေါတန်မဟုတ်ပဲအမှန်ပင်ဗျိုးဟေးတန်ဖြစ်နေပြီအခုချိန်မှာတော့အနောက်ကအတန်က9ချိန်တိတိဒါကြောင့်အနောက်ကိုပြန်လှည့်ကြရင်အလိုလောက်ဆုံးဖြစ်လိုက်ကြတယ်
တွေ့ပြီသူတို့ဟိုမှာမြင်းမှုငတော်ဦးဆောင်တဲ့လူတွေကအပင်စိမ့်စိမ့်တွေကြားကတိုးလာကြတာကိုတွေ့ရတယ်။ဗျိုဟိတန်ကိုချိန်ကြားကြရကြောင်းမြင်းမှုကိုရှောက်ကြရငတော်ကဝမ်းသာအားရနဲ့ဟာအဲ့ဒါထူးခြားမှုပေါ့ကွ။လာအဲ့ဒီဘက်သွားရအောင်။မင်းတို့လမ်းပြစမ်းတော်ရဲ့တစ်ဖက်မှာသေးရွယ်အမိုက်တွေဖုံးလွှမ်းနေရေကန်တကန်ရှိပြီးကန်ဆောင်မှာအပင်ကြီးတစ်ပင်ထီထီမာမာပေါက်နေတယ်။နေရောင်ကအဲ့ဒီအပင်ကြီးကိုထိုးမိနေရမိုးရေစက်တွေကရင်းကြီးစိမ့်စိမ့်တွေပေါ်မှာတလက်လက်ကျွန်းရက်တွေဟိသူတို့အားလုံးရေကန်ကိုပတ်ပြေးသွားကြပြီးအညှိတက်တဲ့အခောက်တွေကိုခွာကြည့်ကြရအမဲရောင်ကအမဲရောင်ငါတို့ကပြုံပြုံကြီးနေရကဟိတ်ကောင်တွေအယမ်းမဲ့မလုပ်ကြနဲ့ဦးဟာငါတို့ပြောပြတာကိုနားထောင်ပြီးနောက်လေသေးမှုကြီးကအေးလေဘလို့ပဲရလာတယ်ဆိုပြီးတာပါပဲအပင်ငါစစ်တယ်ထူးခြားမှုရှိခဲ့တယ်ဆိုတော့လေဝမ်းသာရပါတယ်ကွာဂိုင်းမင်းတို့အတွက်ရော့ငါတို့နဲ့နောက်လိုက်တွေတဲ့ငွေသားကွက်တွေဒင်းကားတွေထည့်ထားတဲ့ဦးတွေကိုချိမြင့်လိုက်ရငါတို့လိုမျက်လုံးတွေအယောင်လက်သွားကြတယ်သူတို့ကကျွန်းနဲ့သားအနေငယ်စီပြီးပါရင်တောင်းပေမဲ့လေသေးမှုကခွင့်မပြုမင်းတို့လိုရင်ဘဘဲဆရာစီတောင်းယူဆိုတယ်ဒါပေမဲ့ကျွန်းနဲ့တုံကြီးဘဘဲရင်ကိုရောက်သွားတဲ့အချိန်မှာဆရာကြီးမှာကိုယ့်ရဲ့ဒိဋ္ဌံဝင်နေတဲ့ဖြစ်တောင်းခွင့်မရလိုက်ကြဆရာကြီးအသုံးပြုပြီးမှပိုဓာတို့ကိုတောင်းယူကြပြီတချို့ကစင်းတို့ထုလုပ်ဘူးစောမယ်တချို့ကလည်းဓာတ်တန်လျက်အစာရောက်စားလာတို့ထွန်းထွန်းပြုလုပ်ကြမယ်ရီမှန်းထားကြတယ်လေသိမှုနေမျိုးရတမိတ်ပင်သူ့တန်ရှင်တွေကိုကြည့်ကျင်လေးနဲ့ကြည့်ခွင့်မရသေးသူ့ကိုတန်ရှင်ရောင်းခဲ့တဲ့ကတဲ့အဖိုးကခိုထိုးနေရကဘဘဲဖို့ကိုလာပြီးတန်ရှင်တွေကိုတက်ပေးသွားတယ်ဟုကြားရတယ်ဘဘဲဆရာကြီးအတိတ်တန်ထွက်လာပြီးကြည့်ခွင့်ရတဲ့ခါမှာတော့သူ့တန်တွေကိုအံ့ဩစရာတွေ့လိုက်ရတယ်ချိုးကြသူတွေနဲ့စိန်ထားတဲ့ဇလုံးတစ်ခုထဲမှာတန်တော့ကရွှွန့်အရီတွေနဲ့ခဲနေတယ်လို့ပုံစံမျိုးအဖုဖုအထစ်ထစ်ဖြစ်လေအယောင်လဲနေတယ်ငှက်ခါရောင်ကျင်းနီရောင်ရွှေရောင်ငွေရောင်တခါတည်းသွေးတုံးသွေးခဲခဲတို့အမှောင်တော့ရောင်ညီညွတ်တန်းသွားတတ်သေးတယ်ဒါပေမဲ့တန်မာအလွန်နဲနေလေဓာတ်တလက်လုံးရမလောက်ငါဟုထင်ရတယ်ဇလုံးထဲထဲပြီးမီးပြင်းပြင်းတိုင်းထက်ရော်အောင်မှရှိသေးတယ်အခု36ကျက်သားရှိတယ်အရေးကြိုပြီး33ကျက်သားပြော့ပဲရှိတော့မယ်33ကျက်သားတဲ့နဲ့ဓာတ်တက်လက်ဘေးရပါမလဲဟုတ်တယ်မောင်ရင်လေးမရနိုင်ဘူးဒါပေမဲ့ကျုံစဉ်းစားထားတာကတန်တိတ်ကောင်းတဲ့အတွက်အသွားထူထူမလို့ဘူးပြက်ကြီးဖို့လည်းမလို့ခက်တဲ့နဲ့ရှော့လို့ရတဲ့နေရာတွေရှော့နိုင်ရင်ဆောင်းသားကြီးမဟုတ်ပေမဲ့လက်ဆွဲဓာတ်ကောင်းတစ်လက်တော့ရနိုင်တယ်နေမျိုးရန်တမိတ်အလွန်စိတ်ပြည့်သွားတယ်သူမျောလင်းခဲ့တာကဘန်းဘွားကနုတ်တွေနဲ့လှပတင့်တယ်နဲ့ဆောင်းသားကြီးဖြစ်တယ်လူတိုင်းကသူ့ဓာတ်ကိုမြင်မြင်ချီးမွမ်းကြရမယ်ဓာတ်အကြောင်းကြားရတဲ့ကအံ့ဩအားကြရမယ်စိတ်ကူးယဉ်နေခဲ့တယ်ဘဘဲဆရာကြီးရဲ့အကြံကိုအလိုမကျတဲ့ဖြစ်ကတဲ့အဖိုးကြီးဥတော်ကစီသွားသေးတယ်အဖိုးကမင်းငါပြောပါပကော33တစ်ရှိရဲ့တန်လျဲလုံးမဆိုကွက်တီဖြစ်နေအောင်ရှာစုပြီးရင်တော့မလူတော့ပဲငါကဘာလို့အပင်ပန်းခံပြီးနောက်ထပ်အတန်းရှင်တွေကိုလိုက်ဖမ်းနေတော့မလဲကွာဒါကတာမန်ဂူနီယန်ဒီမှာကတ်နေတဲ့ခက်မဲမဲတန်ရှင်မျိုးမှမဟုတ်ဖဲခိုးပြရောင်တန်းကောင်းတည်တန်ဆူထားတာပဲကျုပ်ဆူလိုတာကဗျာပြဓာတို့ကြေးဝါတို့တတ်ထုတမျိုးမျိုးနဲ့ရောပြီးပုံများလာအောင်လုပ်လို့မရဘူးလားအဖိုးကခေါင်းကိုရမ်းခါလက်အကြီးအသွေးမှမတူတာဟာပြက်သွားမှာပေါ့ဒုက္ခပါပဲမင်းမပူစမ်းပါနဲ့ကြွားပါဖို့တွေရှော့ပြီးတကယ်အကျိုးရှိမဲ့အစွမ်းတက်တီကိုပဲအာယုံဆိုင်ဆမ်းမှလူလေးမင်းကိုငါပြောမယ်ဒီတာအစွမ်းထက်တာတဲ့ထက်အောင်ငါကြံစီပေးမယ်ငါလည်းဓာတ်လုံးအောင်ကနီးနေပြီကျုံးနဲ့ကရွှေပြာရလိုက်တာပိုကျိုးရှိသွားတယ်ဒီတော့မင်းတို့နှစ်ဦးလုံးကိုငါကူညီပေးမယ်အချိန်နဲ့နဲ့ပဲစောင်းပါအိမ်ပြန်ပြီးလှုပ်တက်နေကိုဝင်ကိုမမေ့မြောက်ထက်နေကြည်သူစိတ်ထက်ကြားသွားတယ်ရွှေငွေမြောင်းများစွာကုန်ပြီးသူမျောလင့်ထားသလိုဖြစ်မလာတဲ့အတွက်အဲ့ဒီဓာတ်ပေါ်စိတ်ကုန်သလိုပင်ဖြစ်သွားတယ်အင်းဝါစကိုင်းမှာနမီကျော်ဘဘဲဘူတွေမှာအထူးပြုလုပ်တဲ့အထည်ဓာတ်ကောင်းတွေရနိုင်တဲ့ငွေကြေးတွေကိုတရင်ကယူသွမိတဲ့တိတ်တီမဟိတ်တီဆိုအရာတွေပေါ်ဖြုံတီးမိပြီးဟုထင်လိုက်တယ်ဒါကြောင့်သူဘဘဲဆရာကြီးရှိဟာတန်လျက်စွန်းအရက်ကိုချေဦးမလဲမိတော့ဥတော်ကတရင်လည်းနားမစင်တော့ဖြစ်လို့ရဖြစ်စေဟုမေးထားလိုက်တယ်ဓာပြင်းရင်လာရလိမ့်မယ်ဒါမှမဟုတ်အကြောင်းကြားလာတဲ့ကလူလူယူခိုင်းပြီးအိမ်အဲကဲမှာအဆောင်အနေနဲ့ချိထားလိုက်မယ်ဟုသာတွေးနေတော့တယ်ဒီအတော်တွင်ဘဘဲဆရာကြီးစီမှ3လမတိုင်မီအပြေလုပ်ပေးပါမယ်ဟုဂတိစကားရောက်လာတယ်လို့ငတော်တို့စီမှလည်း
ဘဲဆရာကြီးဟာ81ရဲ့အရေးတံဝင်သွားပြန်ကြောင်းဥပုပ်တရင်စောက်သုံးလက်ဘသူကိုမှလက်မခံတော့ပဲဓာကိုသာစီရင်နေကြောင်းရန်ဖန်ရက်ခါဥတော်ကလာရင်ဝင်ခွင့်ပြုကြောင်းလေသိမှုကလွှဲရင်တခြားဘသူကိုမှလာခွင့်ပြုမှမဟုတ်ကြောင်းစတာတို့ကိုသူပြန်ကြားရတယ်ဒါပေမဲ့သူမသွားမင်းမဲစောင့်ကြည့်ထားလိုက်ငါတော့ကိုတောင်းပေးထားလိုက်တယ်ငါတော့ကလည်းတစုံတစ်ခုလိုရနေတဲ့ဖြစ်အားရင်အားသလိုအဲ့ဒီရက်ကိုသွားနေတတ်တယ်ဒါကြောင့်ငါတော့မှတဆင့်ဘဲဆရာကြီးဟာကိုနဝင်းဓာတ်တလက်စီရင်နေတာဖြစ်ကြောင်းသူလည်းသိနေရတယ်ဘာလို့လို့နဲ့3လပြေးခဲ့ပြီဘဲဆရာကြီးစီမဓာကိုလာကြည့်ရန်နဲ့လိုအပ်တာကိုညွှန်ကြားရင်လာပါအောင်အမှားရောက်လာတယ်နောက်3ရက်လောက်ရှိမှအားလက်တာနဲ့မြင်းထားစီကထွက်ခဲ့ရတယ်ဓာကိုမမြင်ရသေးမီအဝေးဖြူတွေဝတ်ထားတဲ့ဆရာကြီးကအိမ်မော်ကိုဥဆောင်ခေါ်သွားရင်ပြောလာတယ်ဥတော်ကတော့ထွက်သွားပြီမောင်းသိလားဟုတ်လားမသိသေးပါဘူးဘယ်ထွက်သွားတာလဲသူတို့ပြောစင်ရရက်ကိုပေါ့ကွယ်မောင်သားကိုတော့သူတေးသေးချာချာကြယူဆိုင်ပြီးအစီအရင်တွေမှသွားပါတယ်ကျုပ်ကဓာကိုဖွေးနေအောင်လုပ်ချင်ပေမဲ့သူကမဟုတ်ဘူးကွပြောရင်စီမီအမွှေးတိုင်တွေထွန်းထားကပန်းတွေဝေနေအဖျားကန်းဆောင်ကိုခေါ်သွားပြီး၄တောင်လင်မန်းရှိတစ်ခုတွင်တဲတွေထက်လက်အဝိဖြူနဲ့ပတ်တင်ထားတဲ့ရှေ့ရှေ့အရာဝတ္ထုကိုယူလိုက်တယ်ပြီးတော့အဝိဖြူစားကိုတေချာလေးတဖြည်းဖြည်းဖြီးနေတယ်အထဲမှာပြောင်းလဲနေတဲ့ကြေးဝါတအိမ်အကွက်ဖော်ထားတဲ့အယိုးမမဲလက်ကိုင်းနဲ့နေရုပ်ဦးကောင်းပေါ်မှာဓာတ်တက်လက်ကိုတွေ့ရတယ်သူမျောလင့်တယ်လို့ခညာကြီးကြံမှုမျိုးမဟုတ်ပေမဲ့လှပတည်တဲ့ဓာတ်တက်လက်ပါပဲချီရန်ကျိုးအနီတစ်ချောင်းကျထားတာကိုလည်းလင်မန်းထဲမှာတွေ့ရတယ်သူကလှမ်းပြီးဓာတ်ကိုယူပြီးအင်္ဂါဆွဲထုတ်ကြည့်လိုက်တယ်ဟာဘာရောင်ကြီးလဲဟုတ်ပါတယ်ဓာတ်သွားမှာတန့်စင်ပြောင်းလက်ကဖြူဖွေးနေရမယ်စားပြာမိုင်းမဲအောင်ရှိဟန်တူတယ်မှောင်နေတဲ့အခန်းတွင်းမှာစီမီရောင်ကြောင့်နီးပုတ်ပုတ်ဖြစ်နေတယ်မောင်းရောင်ဆိုရမယ်သူကအမောင်တစ်မျိုးကိုအရေးပြည့်ပြည့်ဖြောပြီးဓာတ်သွားကို6ချိန်3လိန်ပုတ်တိုက်ပေးရမယ်ဆိုတာကိုကျုပ်လည်းပထမချိန်ကတည်းကဓာတ်သွားမဲသွားတယ်လို့ထင်တော့ထင်တာသူပြောသလို6ချိန်တိုက်ပြီးရောတန်သားတဲ့ဒီအဲ့ဒီရောင်ဖြစ်သွားရောဆိုတော့အဲ့ဒါဘာရောင်ဖြစ်သွားတာလဲအယောင်တွေကတော့တစ်ခါကြည့်တစ်မျိုးပဲနေရောင်မှာပြားလဲလဲနေတယ်အရင်မှမိုင်းပြီးအမောင်စုနေအောင်တန်းပြန်ရောညဆိုကျင်းနေအောင်တောက်တဲ့ရဲ့ကျုပ်လည်းမပြောတတ်တော့ဘူးဥတော်ကဒါသူ့မူလိုက်ရမဟုတ်သေးဘူးတဲ့တကယ်ဒါဖြစ်တော့မှအယောင်ကြီးမတက်ကွက်မောင်ကကြိုက်မှမဟုတ်ပေမဲ့စောင်းပါလို့မှာသွားတယ်သူစိတ်ပြက်လက်ပြက်စုပ်သက်လိုက်တာကိုအဖိုးကသူ့မျက်လုံးနဲ့စိုက်ကြည့်နေခေါင်းတငိမ့်ငိမ့်မောင်ရင်ဘလို့ဖြစ်ချင်တယ်လဲဘာတွေလုပ်ပြရအောင်မလဲရပါပြီဗျာဒီတိုင်းပဲကျုပ်အိမ်ကိုပို့ပေးလိုက်ပါတော့အဖိုးဓာတ်ကိုပင်မယူတော့ပဲချက်ချင်းလှည့်ပြန်သွားတဲ့နေမျိုးရတမိတ်ကိုနားလဲစွာကြည့်နေတဲ့ဘဲဆရာကြီးကစိတ်ထဲကတီတိုးရရွတ်နေခဲ့တယ်အခုမောင်ရင်မကြိုက်ပြီမဲ့နောက်အခါအစွမ်းကိုတီးရရင်တဖြည်းဖြည်းသဘောကျလာမှာပါလေအိယာပေါ်လှဲနေရပြီမဲ့နေမျိုးရတမိတ်မှာအိမ်မပြောပဲဓာတ်သွားကိုမျက်လုံးထဲမြင်အောင်နေတယ်အသွားမှာပိန်လီးပြီးအထင်ကြီးစရာမရှိသူတို့လိုအားကောင်းမောင်းတဲ့သူရဲကြီးတွေကန်ရမယ့်အရာမဟုတ်ပဲတေးတေးလောင်းစားအိုးစားပဲအသေးလူတွေကန်ဆွဲရမယ့်အသွားမျိုးဖြစ်နေတယ်ပိန်လီရတဲ့တဲ့အသွားကဘာတင်ထုံဝန်းကကြီးဒီကြားတဲ့စောက်ကုန်းမူရုပ်ကိုတစောင်းလှုပ်ထားလိုက်သေးတယ်ပုံတံထူးခြားနေပေမဲ့သူမျှော်မှန်းထားခဲ့တဲ့ဇဝါကတဲ့ရီမပါလာမှုလဲပူပြီးစိတ်ထဲမကြဖြစ်နေရတယ်ဒါအပြင်သူမဝေမရဲနဲ့မျှော်လင့်မိခဲ့တဲ့ကျေးမြုပ်တွေကိုမတွေ့ရတဲ့အတွက်ဓာတ်ရဲ့အစွမ်းကိုတန်တရားဝင်အာရုံမိရပြင်းနေပြည်စီပေါင်းမြောက်သူတွေကိုစီရင်နိုင်တဲ့ဓာတ်မျိုးမဖြစ်နိုင်ဟုယူဆရတယ်ကိုနဝင်ဓာတ်ဆိုရင်လေတာမန်ကိုနဝင်ဓာတ်တလက်သာဖြစ်လိမ့်မယ်နောက်ပိတ်တံမြာခွန်နေရာမှာနက်ရုပ်ဦးကောင်းကိုပြင်းပြင်းစွာထွင်းထုထဲသွင်းထားသည့်သာပြောစရာရှိတယ်အဲ့ဒီနက်ရုပ်ရဲ့အစာပေါက်ထဲမှာဘယ်အဆောင်လက်ဖွဲ့ပြည့်စုံတွေပါလေဟုတွေးတော်မိပြန်ရမပိုင်ရင်လေကို့ဘာသာစိတ်ကြိုက်ထဲတော်မေဟုအတွေ့ရပြီးစဉ်းစားအိပ်ပျော်သွားတော့တယ်နောက်တနေ့မှငတော့ဓာလာပို့တယ်သူလဲဘဲဆရာကြီးစီမကျွန်းနဲ့သားလက်ကိုင်းနဲ့ဓမြောက်တလဲရလာတာကြောင့်ပျော်ရွှင်နေတယ်အဲ့ဒီခါလှပတဲ့ကြီးကနုပဲကျွန်းနဲ့သားဓာကိုကြီးကငတော့ကဲတော့ကျွန်းနဲ့ကိုဓလက်ကိုင်းပြရတာကိုဒီလောက်ဝမ်းမြောက်နေရင်ကိုကအစွမ်းတဲ့တိတ်ထင်ဝင်ကျွန်းနဲ့သားတန်ရှင်ဓာတ်တလက်ရထားသည်မှာစိတ်ကြည်နဲ့တင့်သည်ဟုတတိရလာတယ်ဓာရဲ့ပုံတဲ့နဲ့အရွယ်စားအလားပါတွေတဲ့ဓာရဲ့ကောင်းခြင်းကိုလက်ခံတင့်သည်မဟုတ်လို့စိတ်ဖြေနိုင်တာတယ်အဲ့ဒီခါစိတ်မသက်မသာဖြစ်နေတာလို့ရောပါလာပြီးဓာကိုစစ်စစ်ကြည့်မိတယ်။အော်ဒါလဲဆောင်းထားတလက်ပါပဲလေဟုမြင်လာမိတယ်
အဖိုးကတေချာမှနေသေးတာဗျပိုင်ရှင်မဟုတ်ပဲဓာတ်ကိုမထိစေနဲ့တဲ့ပေါင်ပေါ်မတင်ရခါမှမချိတ်လူထက်နေတဲ့နေရာလည်းမထားနဲ့တဲ့ကျိုးမှပဲလွယ်သွားတဲ့ကျွန်တော်မျိုးမှာသူအဝတ်ပတ်ထားတဲ့အတိုင်းဂယုတဆိုင်နဲ့ကျိုးပေါ်တင်လာရပါတယ်ဗျာငါတို့စကားကိုနားထောင်ရင်ဓာတ်မှကြီးဝတချို့ပါလိမ့်နို့နဲ့နေရာအနှံ့လိုက်ကြည့်နေမိတယ်အိမ်မတပါတခြားနေရာကြီးဝပါလားဆိုလို့လက်ကတစ်ခုသာရှိတယ်နောက်ရောဘာတွေမှလိုက်သေးလဲငါတို့မှားတာပေါ့စကားသုံးခွန်းပါလိုက်တယ်ပြမဲ့ဦးကောင်းတဲ့ကအဆောင်ပေါက်မှာဇော်ကြီးပေးတဲ့ဓာတ်လုံးတစ်လုံးထည့်ထားတဲ့ဒါကြောင့်အဆောင်ပေါက်ကိုလုံးဝမဖွင့်မိပါစေနဲ့တဲ့နောက်တစ်ချက်ကအရေးအကြောင်းကြုံတဲ့ကဓာတ်ကိုဆောင်ပြအောင်ဆောင်သွားဖို့မှားကြားလိုပါတဲ့ဒီဓာတ်ကအရေးကိစ္စတွေကိုပြီးပြည့်စီတဲ့အစွမ်းရှိတယ်ဆိုပဲနောက်ပြီးတော့ဓာတ်ကိုစိတ်ချယုံကြည်ပြီးသုံးမှတကယ်အစွမ်းတဲ့ဓာတ်တစ်လက်ဖြစ်လာလိမ့်မယ်လို့ဇော်ကြီးဆရာကမှောက်သွားပါတဲ့မသုံးသေးပြီးတော့အလှပြတက်တက်ပဲမို့အလကားဖြစ်နေတဲ့သူရဲကောင်းပြီးသားပါလို့အမတော်ထားခဲ့ပါတယ်တဲ့နေမျိုးရန်တမိတ်ဓာတ်ကိုစိုက်ကြည့်ဒူဝေစဉ်းစားနေမိတယ်အမှန်တော့သူနားမလဲလားဒါပေမဲ့အဲ့ဒီစကားတွေကိုမမေ့ရအောင်မှတ်သားထားလိုက်တယ်ပြီးတော့ဓာတ်ကိုအထင်မသေးဘူးမယ်အိမ်ဦးကန်ဖျားစင်ပြီးနေရာမှာချိတ်ဆွဲထားလိုက်တော့တယ်တနေ့ကျော်လောက်ကြာကိုနွင်ဓာတ်မှာဖုန်တချုပ်ပင်တက်နေချိန်မှာအရေးကိစ္စတစ်ခုပေါ်ပေါက်လာတယ်ချင်းတွင်းနယ်ရှိဓမြတူကအင်အားကြီးမားကရွာတချို့ကိုလက်အောက်ခံပြုလက်စီယုံသိန်းသွင်းထူထောင်နေရဆိုတာကြောင့်ဘုံမှုဥထိန်ပြန်ကြီးနဲ့အလှသိမှုနေမျိုးရန်တမိတ်တို့ခြီသွားကြတယ်အဲ့ဒီအခါနေမျိုးရန်တမိတ်ကသူ့ရဲ့ကိုနဝင်းတန်ရှင်သားကိုတပါးတည်းဆောင်သွားတယ်ဒါပေမဲ့အသွားရောင်ကိုရှက်နူးတာကြောင့်ဘယ်အချိန်မှအင်ကားမချွတ်ဘသူကိုမှလည်းမပြမိပုံကန်နဲ့ဓမြငပြားကြီးကိုတိုက်ခိုက်ဖမ်းဆီးလို့ဥထိန်ပြန်ကြီးကတတ်မဲ့ပြင်းနေသူတတ်မဲ့တာကငပြားကြီးလည်းကိုမပြဲရှာပဲခုံထွက်သွားတဲ့ဖြစ်ဘုံမှုနဲ့တကွအားလုံးအံ့ဩကြရတယ်ပြည်စည်းသူတူဖြစ်နိုင်တယ်ဟုဥထိန်ပြန်ကြီးကွယ်သူသားနဲ့ခုတ်ကြည့်ရအားပါပေမဲ့ရှာရွများတာထင်ပြီးငပြားကြီးကလှပြုံးပြုံးနေအဲ့ဒီကနေမျိုးရန်တမိတ်ကသူ့ရဲ့ဓာတ်ကိုတတိယတစ်ဖြစ်တခြားနည်းနဲ့မစီငင်စံပြရစီအောင်ဆိုတယ်ဘုံမှုခွင့်ပြုတဲ့ဖြစ်သူသားကိုယူလာပြီးငပြားကြီးအနီးကြောင်မှဆွဲထုတ်လိုက်တယ်ဓာတ်သွားရောင်ကြောင့်လူရဲ့စိတ်ဝင်စားတာကိုခံရပြီးငပြားကြီးမှာမျက်လုံးပြူးလက်ကြည့်နေတယ်သူ့ရဲ့ရင်တွင်းမှာအလိုလိုအားငယ်တာတွေဝင်ရောက်လာတာကိုလူမရိပ်မိအောင်အာတင်ဟန်ဆောင်နေရတယ်နေမျိုးရန်တမိတ်ကဓာတ်ကိုလမ်းတစ်ဖက်ဆုံးကိုင်းမြောက်လက်ဆင်းထားရဲ့ငပြားကြီးလည်းကိုအားနဲ့ခုတ်ချလိုက်တယ်ဒုက္ခနဲ့အတန်ပင်မမီဦးကောင်းမှာမြေပေါ်ပြုတ်ကျသွားတယ်ဓာတ်ကောင်းရဲ့သွေးမတင်လွင့်စင်သွားမြဲဖြစ်ပြီးမြဲအဲ့ဒီဓာတ်မှာအဲ့ဒီလိုမဟုတ်ပဲသွေးချောင်းတွေကအသွားမှာပြည့်ချွဲချွဲတွဲခိုကြရင်နေတယ်ဓာတ်ကိုဘသူကမှသတိမထားမိဓာတ်ကိုသာချီကျူးကြည့်ရှုနေကြပြီးသွေးမြင့်နေကကျသွားမယ်၆သွေးကြရင်တဲဟုထင်နေကြတယ်ဘုံမှုကိုယ်တိုင်ကတောင်းကြည့်နေတဲ့ဖြစ်နေမျိုးရတမိလဲသွေးကိုမသုံးမီပဲပေးလိုက်တယ်ပြီးတော့တခြားသူတွေကလက်ဆင်ကန်ကြည့်ရှုနေကြပြန်နေအခုတော့သူမျော်လင့်တဲ့ဂုံပြုမှုတွေကိုရရှိလာခဲ့ပြီဖြစ်တာကြောင့်လေသိမှုမှာကျင်းနဲ့နှစ်သိမ့်နေလေတယ်ဓာတ်ကသွေးစီချောင်းတွေကိုတော့တုတ်တင်ပြေးလိုက်ရမိရသွားခဲ့ပြီးအမက်မဲ့ဓာတ်ကိုသိသိလိုက်မိတယ်ညရောက်မှဓာတ်ကိုချွတ်ချစ်မိရအံ့ဩသွားတယ်လဲကိုခုတ်မိရဲ့အသွားနေရာမှာအမဲစင်သုံးစင်းမြတိတိတသားထင်နေတယ်အခုမှနေမျိုးရန်တမိတ်ဓာတ်သွားကိုအဝင်းနဲ့အပန်းတကြီးပုတ်တိုက်နေတာကိုကြည့်တဲ့တစ်ဖက်ညောင်စောမှဘုံမှုဥရိန်ပြန်ကြည့်ထားလာတယ်ညာကြီးတကောင်ဘာတွေအရေးကြီးလို့ဓာတ်ကိုထတက်နေရတာတော့ဘုံမင်းရဲ့ဟာဘုံမှုမအိတ်သေးဘူးလားနေ့လေကဓာတ်ကိုသွေးမတုပ်လိုက်မိတာအခုအသွားမှမဲသွားလို့ဗျဟေးမင်းသားကအစမ်းပါလားမှန်စမ်းသူလှမ်းပြီးရဲ့ဓာတ်ကိုယူလက်ဥထိန်ပြန်ကြည့်မိရောက်မှအနိကကြည့်ရှုနေတယ်သွေးတွေကပ်ပြီးချောင်းနေတာမဟုတ်ပါဘူးတန်သားကအဲ့ဒီနေရာအမဲချောင်းတွေပါနေတာကွမဟုတ်ဘူးကျုပ်သိတယ်အရင်ကမရှိဘူးအသွားအရောင်ဟာတညီတညာတဲ့တဖြောင်းတဲ့မှားရင်နေဘာစင်းမှမရှိခဲ့ဘူးဘယ်ရာကိုခုတ်ခုတ်ဘာနဲ့ပို့ပို့လဲအယောင်မပြောင်းခဲ့တာခုမှသွေးမတုံပြီလို့ပြောရင်နေမျိုးရန်တမိတ်ထိတ်လန့်သွားတယ်ဓာတ်ရဲ့မူလရောင်သုံးမှတကယ်တာဖြစ်လာမယ်ဆိုတာဒီဓာတ်ကအမဲရောင်ဓာတ်တလက်ဖြစ်လာလိမ့်မလားအလန်းတကြားစဉ်းစားမိတယ်နမိတ်မကောင်းတဲ့ဓာတ်မဆောင်အပ်တဲ့ဓာတ်မျိုးများဖြစ်မလားဒီလိုမှမဟုတ်မိစ္ဆာအစွမ်းမျိုးဖြစ်နေမလားခိုက်တက်လာလိမ့်မလားစိုးရင်လာတော့တယ်အဲ့ဒီဓာတ်လုံးတုံးကအားလုံးကိုကိုနှဝင်းကြိုက်အောင်တေးသေးချာချာစီရင်ထားခဲ့တာဓာတ်ရဲ့အလျက်က36တက်အသွား26ခွဲအယိုး9တက်ခွဲရှိတယ်အလေးချိန်လည်း36တက်သားပဲလက်ကင်ကကျွတ်နဲ့သားဆိုတာလေနှစ်ပေါင်းခွန်ပဲမြန်မာတက္ကရာ1091ခရစ်နှစ်1010ခုနှစ်ပြာသူတဘိုးတဲ့တပေါင်းမှလုတ်တယ်လုတ်ချိန်81ရက်ကြာတယ်
မိကိုခါစီတယ်ပြီးတော့သွေးကိုမျိုးကိုချိန်ဆင်ရတဲ့ဥထိန်ပြန်ကြီးကဓာတ်ကိုတေချာသုံးတယ်ပြီးသူ့ကိုပြန်ပေးရင်ဓာတ်ဆိုအစီရင်ပြည့်ဓာတ်ကောင်းတက်လက်ဖြစ်ကြောင်းခိုင်မာတာပေါ့ကွာဓာတ်ကြောင့်ငပြားကြီးမခံနိုင်ဖြစ်သွားတာပဲဒါပေမဲ့သွေးဆိုပြီးမကောင်းတဲ့လက္ခဏာဇက်တွေစိတ်ဝင်သွားမှဆွေးမိတယ်ဗျာအမှန်ပဲအဲ့ဒီညမှာနေမျိုးရဲ့တမိတ်အိမ်မက်ဆိုးတွေမက်လေတယ်ငပြားကြီးကသူ့ကိုမြုပ်နှံထားရမှထလာပြီးချိတ်ဆွဲထားတဲ့ဦးကောင်းကိုယူကာသူ့ရဲ့တအိမ်ထဲကိုဝင်ရောက်ပုံးခိုနေတဲ့မြင်မဲ့တဲ့ဖြစ်မနဲ့နိုးနိုးချင်းသူ့ရဲ့ဓာတ်ကိုကြည့်တယ်သူတို့နှစ်ဦးချင်းတွင်းနေမှပြန်လာခဲ့ကြပြီမဲ့သူတို့နဲ့တူငပြားကြီးလိုက်ပါလာတဲ့နေမျိုးရဲ့တမိတ်ထင်နေမိတယ်ဘယ်၆လမ်းမှုမျိုးမှမကြုံရပြီမဲ့ဒီဓာတ်ကိုပစ္စည်းတင်နဲ့မြင်းတွင်သာချိတ်ဆွဲထားခဲ့တယ်အဲ့ဒီအချိန်မှစလို့အပြည့်စီကောင်းသူကိုလုံသူတို့ကိုစီရင်မဲဆိုရင်လေသေးမှုရဲ့ဓာတ်ကိုလာရောက်ငှမ်းကြရတယ်နေမျိုးရဲ့တမိရဲ့ကိုနှဝင်သားမှာရွှေနှမ်းရှင်စီကိုပင်ပေါက်ရောက်ပြီးမင်းတရားကြီးကိုတော်တိုင်းတောင်းယူကြည့်ရှုခဲ့ပြီမဲ့သူကတော့မပြောနိုင်သွေးချောင်းတွေကြောင့်တနေ့တခြားမဲနဲ့လိုက်ဓာတ်တော်ကိုမကြည့်ဝင်ရှိနေရတယ်သူကအဲ့ဒီဓာတ်ကိုလာငှားရင်ပေးလိုက်ပြီးပြန်ရောက်ရင်ထုတ်မကြည့်ပဲချိတ်ဆွဲထားလိုက်တော့တယ်သို့တော့အဲ့ဒီဓာတ်ရဲ့မာကုန်းနဲ့စွမ်းရည်တက်တီတို့ကိုသိပြီးဖြစ်တဲ့လျက်တိုက်ပွဲတွေမှာအသုံးပြုခဲ့တယ်ဓာတ်မှာဓာတ်ပေါ်တိုင်းရင်ဖြစ်တဲ့အားလျော်စွာဘလောက်လွှဲရန်ခုတ်ပိုင်းနေဖြစ်စီလေတိုးတံမီမကြားရပဲထိသမျှပြက်ရတာများတယ်မြင်းလေကိုအလွယ်တကူပိုင်းနိုင်တယ်တိုက်ပွဲတွင်တိလိုက်ရတာကအဲ့ဒီဓာတ်ရဲ့အဓိကတက်တီကလက်စာကောင်းတာဖြစ်တယ်သူ့ရဲ့ငွေရိုးတဲ့ဆောင်းသားကြီးနဲ့တိုက်ခိုက်ရင်ကြာလာတဲ့အခါလက်ပန်းကျလာတဲ့တလောက်ကိုနဝင်ဓာတ်မှာဘလောက်ခုတ်ပိုင်းနေရသည်ဖြစ်စီလက်အံမသေးပဲလဲလွဲတဲ့ဖြစ်ညောင်းညသမျှကိုဓာတ်ရဲ့အချိန်စားကပြန်လဲဖြေလျှော့ပေးနေတကယ်သူရှိတယ်ဘလောက်ကြာကြာဘယ်ဝေဒနာမှမခံစားရဒါကြောင့်ဒီဓာတ်ကိုသဘောကျလာပြီးနောက်မှအမြဲကန်ဆွဲဖြစ်တော့တယ်လက်ညောင်းရင်ဒီဓာတ်ကန်အဲ့ဒါစီးတာအညောင်းညပြေတဲ့ညွှန်းစုကဘုံမူးတွေကိုကန်စီတယ်တချို့ကဓာတ်တွေတာကိုမိမိပြုံးကညင်းကြတယ်တချို့ကအစကြည့်ပြီးပေါ်တယ်ဆိုကပြန်မေးတယ်အဲ့ဒီသူတွေကမိမိလားအချိန်ကြာကြာတိုက်ပွဲမဝင်နိုင်တာကိုလေသေးမှုသိပြီးဖြစ်တယ်ထို့သောစနေမင်းလက်တဲ့လေသေးမှုနေမျိုးရန်တမိတ်ကန်ဆောင်ခဲ့တဲ့အတော့အနေရောင်းနဲ့ထူးခြားတဲ့ဓာတ်ကဒုတိယအင်းဝါခေတနင်းကိုနေမင်းလက်ထက်မှာငြိမ်သက်ပြောက်ကွယ်နေခဲ့ပြီးညောင်ရဲနောက်ဆုံးမင်းဆက်မဟာဓမ္မရာဇာဓိပတိဟန်တာဝရီရောက်မင်းအုပ်စိုးချိန်မှာရင်းခဲစားမင်းရဲ့ကြောက်ခေါင်ရဲ့အမှုတဲ့ဗညာတန်တော်စီကိုရောက်ခဲ့တယ်အဲ့ဒီနှစ်ကတက္ကရာ1098ခုကက်တဲ့အရေးပေါ်တစ်ဖြစ်မင်းရဲ့ကြောက်ခေါင်ခန့်ရဈေးလို့ရအမှုထမ်းဗညာတန်တော်ကိုလည်းအဲ့ဒီဓာတ်ကိုအပြည့်တိုက်စီတယ်သို့တော်ဘုံမှုခန့်နဲ့စတေးမြင်းမှုမင်းရဲ့တရားဆုံးပြီးတက်ပြက်ခဲ့ကြရတယ်နောက်မှာမင်းရဲ့ကြောက်ခေါင်ကိုအစင်အမြဲဘုံမှုခန့်ပြီးတိုက်စီတဲ့ဖြစ်ဗညာကျန်တော်လည်းနောက်မှပါရလေတော့တယ်။ညောင်ရမင်းနောက်ဆုံးဆက်ဖြစ်တဲ့မဟာဓမ္မရာဇာဓိပတိကအကြီးအချင်းညံပြဲတဲ့မင်းဖြစ်တဲ့ကဲ့သို့သူအာကိုအားထားပြုမိတဲ့မင်းရဲ့ကြောက်ခေါင်မှလည်းအလွန်ညံပြင်းပြီးပေါ်ရတဲ့သူဖြစ်တယ်။ဟန်တာဝရီပါမင်းကမချီးမြောက်ထိုက်သူတွေကိုချီးမြှောက်ပြီးမအပ်မရယာထုဘွဲမြူတွေကိုပေးတဲ့လို့မင်းရဲ့ကြောက်ခေါင်ကိုကဲမှုညံပြင်းလို့တိုက်တိုင်ရှုံးနေတဲ့ဖြစ်မြန်မာနိုင်ငံပြိုကွဲလာခဲ့ရတယ်။ဇင်းမဲ့သားဆွေဝင်ကထောင်ထားချနာပြီးဟန်တာရီကိုအုပ်စိုးကအဝါကိုပင်လှုပ်ကြံလာတယ်။ဒါပေမဲ့ကတဲ့ကိုလည်းအရေးမြကွေးတို့နဲ့တိုက်တိုင်လန်ရှုံးရသူမြဲကြောက်ခေါင်မှာဘုံမှုချုပ်စစ်ပင်အဖြစ်နဲ့ယေဒနာပူရတက်တွေအားလုံးကိုကုတ်ကဲနေရတယ်။မွန်တို့ကဟန်တာရီကိုအခြေပြုပြီးလူသူလက်နဲ့အင်အားစုဆောင်းလက်ပြည်တောင်ငူမျိုးတွေကိုတိုက်ခဲ့လိုက်ရပြီးမှခနဲ့မြဲကြောက်ခေါင်မခံနိုင်လို့အလဲပိုင်းပထက်နှက်ကိုရက်မှာစခန်းချရက်ခံနေရတယ်။ဗညာကျန်တော့မှာတစ်ဖက်ကမလွန်ရွာကိုတက်တီလဲစောင်းနေတယ်။မွန်တို့ကလည်းရေချောင်းမှစစ်ချီလာပြီးမြည့်တစ်ဖက်တစ်ချက်ကြီးတက်တွေကိုတိုက်လန်လာတယ်။ဒါပေမဲ့တီတန်ခွဲလို့တက်တီနေရတဲ့အခါဗညာကျန်တော့ကအစီအမံအကုတ်ကဲကောင်းလာတာကိုမြန်မာတွေသိလာကြရတယ်။မင်းကြီးဗညာကျန်တော့မှာစစ်မှုအစီအမှာနှစ်ဦးမရှိလောက်တော့တယ်။သူကသူ့လူတွေကိုအစဉ်ကြည့်ရှုစောင့်ရှောက်တက်ပြီးအဝတ်အစားစာမစားလို့ပြည့်စုံမားစားလေးရှိတယ်။တနက်ဓာလှန်လေးများတို့ကစအသေးစိတ်စစ်ဆေးတက်ပြီးမကောင်းတာတွင်စစ်တီရဲ့သားများပါမကြံလှုပ်ဆောင်စီရတယ်။တနက်ကင်စစ်သည်ဆိုရင်လူတိုင်းခဲရမိပါထိုးတယ်မှာမကြံအဆုံရှိစေပြီးမလောင်းငါရင်သူကငွေထုတ်ပေးပြီးလှုပ်စေတယ်။မြင်းမှာကုန်းဒီကျိုးကကတောင်မစားပြီးမြဲရတယ်။စစ်တီတော်တို့လည်းဝစ်လုံချက်ဝက်မောက်ယူမောက်တို့ကမှဓာကောင်းလှန်ကောင်းရှိကြရတယ်။အကြောင်းကိစ္စရှိရင်စီ3ချက်တီးပြီး3ချက်စစ်တော့မှမရရင်ဒဏ်ထားခံကြရတယ်။ရောက်သူတို့လည်းခါကြီးပေါ်ကမြင်မြင်ကြရတယ်။မေးမှာမောက်တို့ကမှကြိုးချေပြီးဖြစ်ရတယ်။ဓာသွားလှန်သွားထမြနေရတယ်။အဲ့ဒီလိုသူကိုယ်တိုင်လုံလာအထူးဆိုင်တော့စီနေဖြစ်အားတက်စီတနေလုံလာလေတယ်။မွန်တို့ကသူ့ရဲ့တက်ကိုမလွန်ဘက်ကမှအချင်းချင်းကြိုးစားလုပ်ကြံကြပေမဲ့ဗညာကျန်တော့မှတခြားဘူတွေကဲ့သို့နောက်မှလိုက်တာမဟုတ်ပဲရှေးဆုံးမှာကိုကဲတိုက်ခိုက်လေရှိတဲ့ဖြစ်
တိုက်ပွဲအခြေအနေကိုကောင်းစွာသိပြီးစီမံနိုင်တယ်။သူနဲ့တရတဲ့မြရာနှုံးမြေအရှုံးနဲ့သာကြုံရတဲ့ခါနောင်မမွန်တို့ကအနောက်ဘက်ကန်းကိုလုံးဝမလာဝန်တော့ပဲမြေအရှိပဲပထန်နကိုတက်ကိုသာတိုက်ကြတော့တယ်။ထို့သောဗညာကျွန်တော်ကြီးပွဲတိုင်းနိုင်ပြီးအေးရနေတာကိုမြင်တော့မင်းရဲ့ကြောက်ခါရဲ့တမမင်းကြီးရက်တင်မင်းကြီးလွှမ်းတင်အာကာဘုံမှုနဲ့ဘုံမှုစကဲတွေကမနာလို့ရှိလာကြလက်ဗညာကျွန်တော်ရှင်သူတို့မတိုက်ဗညာကျွန်တော်ကိုတတ်မှကျင်းနေကြပါမယ်မင်းရဲ့ကြောက်ခါကိုရှောက်ကြလီတော့တယ်မင်းရဲ့ကြောက်ခါကရွံ့ရွံ့ချုံချုံတန်တန်စားစားနဲ့ရက်ခံနေနိုင်တဲ့မင်းကြီးဗညာကျွန်တော်ကိုအပြစ်မရှိပဲမကွနိုင်ဘူးဆိုတဲ့အဲ့ဒီအခါမင်းကြီးရဲတင်တို့ကအညာမမှားယူထားတဲ့မျိုးစပါးရိခါတွေကိုဖျောက်ပြက်လိုက်ကြပြီးဗညာကျွန်တော်တက်သားတွေလူယူကြပါတဲ့40ရှောက်တင်ကြပြန်နေတက်သားတွေလူရဲ့သမျှဗညာကျွန်တော်ပေးစေဟုဆိုတဲ့ဖြင့်ဗညာကျွန်တော်မှာစိုက်ရရတယ်ပြီးတော့အရှိဘက်ကံဘုံမှုတွေလူရဲ့တိုက်ခိုက်ပြီးဗညာကျွန်တော်ဓမြတိုက်တယ်ဟုဆွဆွဲပြီးလူကိုအပ်စေပြန်နေမင်းရဲ့ကြောက်ကောင်ကအခွင့်မပေးဒီလိုနဲ့မင်းကြီးရဲတင်တို့လူစုလှုပ်ဝက်တိုင်းပင်ဆွေးနွေးကြပြီးမင်းရဲ့ကြောက်ကောင်ကအခေါ်လွတ်တယ်ဗညာကျွန်တော်ပထန်နကိုတက်ကိုချက်ချင်းလာရောက်ရမယ်ဟုအမိန့်တော်အတူပို့လိုက်တယ်မင်းရဲ့ကြောက်ကောင်ကခေါ်တယ်ဆိုလို့ဗညာကျွန်တော်ရောက်လာတယ်အရှင်ဖြစ်သူမင်းရဲ့ကြောက်ကောင်ကိုယုံပြီးအိမ်မော်ကိုရောက်တော့အောက်ကဘုံမှုတွေနဲ့ရဲမဲ့စစ်သူတွေစူယုံရောက်ရှိလာပြီးဗညာကျွန်တော်ကခုအိမ်မော်ကချပေးပါဦးအော်ဟစ်တောင်းဆိုကြတော့တယ်ဗညာကျွန်တော်ကအရှင်ခေါ်တယ်ဆိုလို့ကျွန်တော်ရောက်လာရပါတယ်ဆိုတော့မင်းရဲ့ကြောက်ကောင်ကမင်းကိုငါမခေါ်ဘူးဘုံမှုစစ်ကဲတွေမင်းကိုတက်လေပြီးလောက်ကြံခေါ်တာဖြစ်မယ်အဲ့ဒါဆိုရင်ကျုပ်ဘယ်လိုလုပ်ရမလဲအခြေအနေကိုကြည့်ပြီးပြေးလေဒင်းတို့လူကိုငါမနိုင်ပြောနေရင်အိမ်ရောက်ကမင်းကြီးဗညာကျန်တော့ကိုအခုမှရင်ကျွတ်တို့အိမ်ကိုမိတိုက်တော့မယ်အရှင်နဲ့ကျွတ်အတူတော့ကသေပွဲဝင်ကြပြီးဟုတ်ကျင်းဝါလာကြတယ်ဒင်းတို့မိုင်းရိုင်းလိုက်လေကိုအရှင်တခင်ဘိုလ်ချုပ်ကိုပင်ချင်းချောက်ကျင်းဝါဝင်ကြတယ်သူတို့အကြောင်းကိုမင်းလဲမြင်ပြီးအခုအနောက်မှာပြေးလီတော့ဘိုလ်ချုပ်မင်းရဲ့ကြောက်ခေါမင်းအိမ်ထဲတော့ကမိတိုက်ခံမဲ့အခြေအနေဖြစ်လာတာကြောင့်ဗညာကျွန်တော်တူတဲ့အိမ်မော်ကခုံချထွက်ပြေးသွားရတယ်ဝိုင်းပြီးလိုက်ကြရသူ့ရဲ့ဓာတ်နဲ့ခုခံထုတ်ခုတ်သွားတယ်တဲအခြေကိုရောက်လာပြီးတဲယူကိုကြော်ရင်လွတ်တော့မယ်နောက်ကတစ်ဆက်ဖောင်းမြန်မာရီးလည်းနီးလာတယ်ဗညာကျွန်တော်ကြီးဓာတ်ကိုကိုက်ပြီးတဲယူပေါ်တက်တယ်အောက်ကိုရောက်လာတဲ့ရဲမဲ့ငမှုကလှမ်းနဲ့ထိုးတယ်လန်ကခါမဖောက်ပြီးဝမ်းတွင်းကိုဝင်ရဗညာကျွန်တော်ဆက်မတက်နိုင်တော့ပြီတနက်တွေနဲ့ဝိုင်းဝန်းပြစ်ခဲ့ကြတာကြောင့်ဗညာကျွန်တော်ကြီးဆုံးရလေတော့တယ်သူ့ရဲ့ဓာတ်ကိုတက်သားငါစိုးတွေကကောက်ယူထားလိုက်တယ်သူ့ရဲ့လူလူနဲ့ရုံရှာပွဲသားဖြစ်တဲ့ပြင်မလို့သူရဲ့လက်သုံးဖြစ်ဟာဘသူမှအဲ့ဒီဓာတ်ပေါ်ဂူးမဆိုင်နေငါစိုးတွေကတင်ဆဲထားလိုက်ပြီးနောက်မှကြောက်မြောင်မျိုးဝင်စီဓာတ်အပြည့်အမှုထမ်းလေတယ်မြန်မာတက္ကရာ1116ခရစ်နှစ်1955ရောက်ဟန်တာရီရောက်မင်းရေမအဖျောက်ခံရပြီးတဲ့အချိန်မှာကိုနဝင်းဓာတ်နဲ့မှာကြောက်မြောင်မျိုးဝင်ကဆက်တဲ့ဖြစ်တက်မှုလက်ရဘလူးစီကိုရောက်လာခဲ့တယ်အလောင်းမင်းတရကဗညာကျွန်တော်ကြီးနဲ့အလုတ်အကြံအစီရင်တူသူမှာငဆန်ငယ်တာဖြစ်တယ်ဒီကငဆန်နဲ့တန်စည်းကိုချင်းမြပေးသနာတော်မူလိုက်တာဖြစ်တယ်ကိုလာအကြောင်းကွင်းမြေမှာရက်နေကြတဲ့လူကြီးတူနဲ့နောက်လိုက်နောက်ပါရီစီကိုတက်ပြင်ကမြင်းနီတစီပြေးဝင်လာပြီးမြင်းမော်ကလူကလှင်းမြဲစွာဆင်းလိုက်တယ်သူကချက်ချင်းခေါင်းဆောင်လူကြီးစီတက်မဲ့စွာသွားပြီးမင်းကြီးလွှမ်းတင်ဆိုတာခမလားအခုမှအသက်20ဝန်းကျင်သာရှိဦးမဲ့လူငယ်လေးတူကမိမိကဲ့သို့အသက်50လောက်လူကြီးတူကိုမလေးမစားဆက်ဆံနေပြင်လာရင်ကိစ္စကိုလည်းအရေးတူမရှိရတဲ့လူကြီးမှအနေငယ်ဒေါသထွက်သွားပေမဲ့သိခံလက်ဟုတ်ပါတယ်ဘုမင်းကျုပ်ကအင်းဝမင်းအမှုထမ်းအောင်ပါအခုအခါကျွတ်တော့အရှင်သခင်လည်းမရှိတော့ပြီဖြစ်တဲ့အတွက်နေစမ်းမအောင်ခမည်းတော်အရှင်သခင်ဆိုတာအင်းဝရွှေနှန်းရှင်ကိုပြောတာလားတောင်ငူရာဇာကိုဆိုလိုသလားလူငယ်ကပြုံးထိထိလေးတဲ့နဲ့မေးလာတာကိုလူကြီးကအံ့ဩဟန်နဲ့မဟာဓမ္မရာဇာဓိပတိမင်းတရားလဲကျုပ်ရဲ့အရှင်သခင်ပဲမင်းကြီးမင်းရဲ့ကြောက်ခေါင်လဲကျွတ်တော့အရှင်ပါပဲဩအရှင်လို့တော့မှတ်ကြတာပဲမောင်ရင်လေးကဘာကိုဆိုလိုတာလဲဩမသိဘူးပေါ့ဒါဖြင့်ဒီသားကိုတစ်ချက်ကြည့်စမ်းမအောင်တိများသိသလားလို့လက်ရဘလူးကဝါးတဲ့အင်းကဝရွတ်တဲ့ဘလူးကောင်နဲ့ဓာတ်ကိုဆွဲထုတ်ကလူကြီးရဲ့မျက်နှာရှိကိုတိုးကပ်ပြလိုက်တယ်ရိုင်းပြလာတဲ့အမူအရာကြောင့်လူကြီးနဲ့နောက်လိုက်နောက်ပါတွေကမကျေနပ်ကြပေမဲ့သူ့တက်ဖြစ်နေလို့ညီနေလိုက်ကြရတယ်တက်တွင်းကဘလူးတက်သားတွေကလည်းထူးခြားတဲ့တက်မှုရဲ့အမူအရာတွေကြောင့်မတိမတာဝိုင်းအောင်လာကြတယ်လူကြီးသူမနဲ့တွင်သူဖုံးစားကိုပင်လောက်ချီပြောတဲ့တက်မှုကအခုစစ်ပွဲဝင်ကနေကဲ့သို့ကြမ်းတမ်းခတ်ထန်နေတယ်တခုခုဖြစ်တော့မဲဟုသူတို့ထင်မိကြတယ်မသိပါလားမောင်ရင်မသိဘူးဒါပေမဲ့အခုပဲသိရတော့မှာပါသူကဓာတ်ကိုစားကြည့်နေဝယ်ရွတ်တဲ့လက်ကန်ကိုမယိုးမရွာနဲ့စုပ်ကင်နေမှ
ဒီဓာတ်ကကျုပ်လက်ထဲရောက်လာတာမကြသေးဘူးဒါကြောင့်ဒီဓာတ်ကြောင့်ကျုပ်လည်းဘာမှမသိပါဘူးလူကြီးကဘာတွေပြောနေတာလဲဟုအကြည့်မျိုးနဲ့ကြည့်လိုက်တာကိုဂရုမစိုက်ပဲဒါကြောင့်ဓာတ်ဆက်တဲ့သူကိုစုံစမ်းကြည့်တယ်သူကတဆင့်ဓာတ်ရလာသူကိုမေးမြန်းကြည့်တယ်တိမိလိုက်သူတွေကိုလည်းမေးစမ်းခွင့်ရခဲ့တယ်ဒါတွေဘာလို့ပြောနေရလဲမေးချင်တဲ့လူကြီးရဲ့မျက်နှာကိုဆက်ဆုပ်စွာတစ်ချက်ကြည့်လိုက်ကဒီဓာတ်ကိုအရင်ကစင်ဆွဲငွေသားကြောက်တဲ့ပဒံများတွေစီချေထားခြင်းထားမှာပဲဒါကြောင့်ကျုပ်စီရောက်လာတဲ့အခါဘလုံးကိုစွတ်ထားတဲ့လက်ကင်နဲ့လဲထားခံရတာပေါ့ပြောရင်လက်ညှိုးပေါ်ဓာတ်သွားတင်နဲ့မြောက်ပြလိုက်ရဝါကနေပွဲကြသွားကြတယ်တအိမ်လည်းမပါတော့ပါဘူးမူလပစ္စည်းဆိုလို့အသွားကြီးပါတော့တယ်လို့ပြောရင်ရတယ်ဝါနဲ့ချမ်းကိုထွင်ထားတဲ့တအိမ်မြောက်ပြပြနေတာကြောင့်ရီလိုက်ကြပြန်နေဒါပေမဲ့အသွားကြီးတောင်ဘလောက်ကောင်းနေဒါလည်းသိတာနေတယ်ကောင်းဆိုမင်းကြီးပညာကျွန်တော်ကင်ခဲ့တာကိုဗျပညာကျွန်တော်အမိကြရသဖြင့်လူကြီးမျက်နှာပြက်သွားတာကိုသူကစစ်စစ်ကြည့်နေတယ်ပညာကျွန်တော်ကိုတော့မင်းကြီးသိမှာပေါ့သိတာပေါ့ကျွတ်တို့စီရင်ခဲ့တဲ့တခိုးဓမြကြီးပဲကောင်းပြီဗျာသူ့ရဲ့ဓာတ်ကဘလောက်ကောင်းချောင်းရောကြားဘူးလားဒါတော့ကျုပ်မသိဘူးသူဓာတ်ကသူ့ပုံသူကန်တွေနဲ့ရန်သူကျူးကျော်သူတွေကိုပဲခုတ်တယ်အချင်းချင်းပြန်မခုတ်ဘူးဒါဟာတခင်လိုပဲတစ္ဆာရှိသလားတစ္ဆာပေါက်လူသွမ်းဆိုရင်တော့အင်မတန်မုန်းတဲ့ဒါတွေရောသိသလားဒါကောင်းတာနဲ့ဘာဆိုင်လဲလူကြီးကစိတ်မရှိတဲ့နဲ့ပြောရဟုတ်ပြီဒါကောင်းကြောင်းပဲပြောတော့မယ်ဒါကောင်းရင်လေတိုးတန်မကြားရဘူးလို့ဆိုရရှိရနော်မင်းကြီးလွှမ်းနေနားထောင်ကြည့်ပါအောင်လေတိုးတန်လေးများကြားမိလိုက်လားလို့လဲရဘလူးကဓာတ်ကိုရှေ့သို့လှစ်ခနဲ့ဝှေ့ရန်ပြက်လိုက်တယ်ဘယ်လေတိုးတန်မှမကြားရဒါမှမဟုတ်မကြားလိုက်တာဖြစ်မယ်ဘာကြောင့်လဲဆိုတော့ဗဇက်ဟရန်ပြင်းလိုက်တဲ့မင်းကြီးလွှမ်းတဲ့ဥကောင်းမှာသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကပြုတ်ကြလေးဆင်းသွားတာကြောင့်ဖြစ်တယ်ထိတ်လန့်ပြီးလှုပ်လှုပ်ရှားရှားဖြစ်သွားကြသူတွေကိုလဲရဘလူးကအော်လိုက်တယ်ရင်ထဲကလာတဲ့အတန်းကြောင့်အများစုကရောင်ရမ်းဝစ်ဆင်သွားကြတယ်မနာလိုစိမ့်နဲ့အချင်းချင်းတက်ဖြတ်ခဲ့တဲ့တစ္ဆာဖောက်တယောက်ကိုကျုပ်ဒီဓာတ်နဲ့ဆင်လိုက်တယ်မကျေနဲ့သူရှင်ထားပြီးကျုံနဲ့ဓာတ်ချင်းခုံနိုင်တယ်လဲရဘလူးကနေရောက်မှသူတွေစီးစီးနေရုပ်ထင်ရတဲ့ဓာမဲကြီးကိုမြှောက်ပြလိုက်ပြီးတစ္ဆာဖောက်ရဲ့နောက်လိုက်မှန်သည်မြကျုပ်ကလည်းရန်သူအစ်စ်တွေလို့ပဲမြင်တယ်ကျုပ်အခုတိုက်နေရတဲ့မွန်တွေကိုရန်သူလို့မြင်လို့တိုက်နေတာမဟုတ်ဘူးကျုပ်တက်ခဲ့တဲ့လူတွေကိုလည်းမုန်းလို့တက်ခဲ့တာမဟုတ်ဘူးဒါပေမဲ့လေဘင်းကသွေးတွေပန်းနေလေအခုထိမလဲပြူရဒူးထောက်နေတဲ့မင်းကြီးလွှမ်းတဲ့ကိုကာယာကြီးကိုစောင့်ကန်လိုက်ရဘုံကနေလဲပြူသွားတယ်ရန်သူတွေမဟုတ်ပဲအချင်းချင်းပြန်တက်ဖို့ကြံစည်ဝင်နဲ့ဒီလိုအကောင်မျိုးကိုတော့တကယ်ရန်သူဖြစ်တတ်မှတ်တယ်မုန်းလဲမုန်းတယ်ဒါကြောင့်နာကြီးစိတ်ပြင်းနဲ့ကွမြင့်လိုက်တယ်လူအုပ်မှာတုတ်တုတ်မှမလုံးဝဒါကြောင့်လဲရဘလူးကအဝိစာတစ်ခုကိုလှိမ့်မြန်စွာဆွဲယူပြီးဓာတ်ကသွေးတွေကိုချက်ချင်းတုပ်ပြလိုက်ပြီးဒီလူရဲ့နောက်လိုက်လို့ခံယူထားတဲ့ကြက်ရလက်နဲ့ဆွဲပြီးကျုပ်ကိုလာတိုက်လှည့်ကြမဟုတ်တော့ဘူးဆိုတဲ့သူတွေအခုပြန်ကြပြီတော့လူတွေကြောက်လန့်တုံးထားပြန်ကြသည်မှာလဲရဘလူးကဟေ့ငကန်ဒီအကောင်ကိုရေမှာမြှောက်လိုက်စမ်းကွာဆိုပြီးမင်းကြီးလွှမ်းတဲ့ဥကောင်ကိုငကန်ရှိရကန်ထုတ်လိုက်လေတော့တယ်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လဲဇလန်ကောင်းများစွာကိုတင်ဆက်ပေးသွားအောင်ပါမို့ဒီ channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်ရှင်ဘေးနာက notification bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်ကျေးဇူးပြုပြီးအကြံပြုမှတ်ချက်လေးများလည်းရေးထားပေးခဲ့ကြပါအောင်ရှင်